ဘူးဘာမှမလုပ်တတ်တဲ့ဘဝ ability ဆိုတဲ့စွမ်းရည်ကြတယ်ကျွန်တော်နောက်တစ်ခုပြောချင်တယ်ကြားရင်လည်းကြားဘူးမှလည်းအဲကျွန်တော်တို့ရှက်စရာကောင်းပါလေနိုင်ငံခြားလူတွေရတယ်ကျွန်တော်တို့ဗမာနဲ့ပတ်သက်လို့ပြောတဲ့ပြက်လုံးပေါ့ဘာပြောလဲဆိုတော့ကမ္ဘာပေါ်မှာတဲ့ဂျပန်နိုင်ငံကနေပြီးတော့တကူဖန်းဆက်ကြီးထွင်လိုက်တယ်ဘယ်နေရာမှာတကူမရှိစီရတကူဖန်းဆက်ထွင်လိုက်တယ်အဲ့ဒီတကူဖန်းဆက်ကိုယူလာပြီးတော့အင်္ဂလန်နိုင်ငံလန်ဒန်မြို့လေကောင်မှာချထားလိုက်9မိနစ်အတွင်းမှာတကူ9ယောက်အမိအဲ့ဆက်ဟုတ်ပြီအဲ့ဒီဆက်ကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့လေကောင်မှာချထားလိုက်9မိနစ်အတွင်းမှာတကူ15ယောက်ကိုအမိတယ်ဟုတ်ပြီအဲ့တကူဖန်းဆက်ကြီးကိုမြန်မာနိုင်ငံရန်ကုန်မြို့ခလေကောင်မှာလာချလိုက်တယ်9မိနစ်အတွင်းမှာတကူဖန်းဆက်ကြီးပဲပြောက်တော့မှမသိဘူးကျွန်တော်တို့ရှက်ပါနိုင်ငံခြားကောင်တွေအားပြတ်တယ်အဲ့လိုကျွန်တော်တို့အဲ့လိုမျိုးမပြောဘူးเนาะအဲ့တော့ကျွန်တော်တို့ကခုနကျွန်တော်တို့ပြောချင်တဲ့ ability ဆိုတဲ့စွမ်းရည်ကြတော့နှိမ်ခံရတာပေါ့ဘူးလို့အဲ့တော့ကျွန်တော်ကလူငယ်တွေကိုပြောချင်ပါတယ်ကျွန်တော်ရှေ့မှာလည်းပြောတယ်เนาะဤသုံးလုံးလို့ကျွန်တော်ပြောတယ်အဲ့ဒါကတစ်စင်းချင်းကျွန်တော်ပြောလာတာပါအဲ့ဒီအဆင့်တွေကကြော်လာ ability ဆိုတဲ့စွမ်းရည်ကိုစူးစမ်းပေးကြပါမြင့်ပေးကြပါကိုတော်အောင်တောင်းတခါတည်းလုံးနေတော့ချက်ချင်းတော့မတက်ဘူးနော်ကျွန်တော်အဲ့ဒါတော့ကြိုပြောပြရတယ်ခုနဆရာကောင်းတဲ့ဒီမှာဟောနေတယ်ကျွန်တော်တဲတဲ့အိမ်ကနေကျွန်တော်လှမ်းကြားရပါတယ်ဘုရားအောင်ဆန်းအကြောင်းပြောနေတာဘုရားရာပြည့်ဖြစ်လို့ဘုရားအောင်ဆန်းအကြောင်းပြောတာကျွန်တော်ကြားရပါတယ်ကျွန်တော်တခုပြောချင်ပါတယ်ဒီကပြိတ္တတွေပညာရှိပြိတ္တပါဘုရားအောင်ဆန်းမိကွန်းပြောတာနားထောင်မှုပါလားနားထောင်မှုပါတယ်နားမထောင်မှုတဲ့လူတွေရှိပါတယ်မှန်ပါတယ်ဘုရားအောင်ဆန်းမိကွန်းပြောတဲ့အခါမှာအလုံးသတိထားမိပါလိမ့်မယ်နားထောင်မှုတဲ့လူတွေပေါ့နော်ကျုပ်တို့တိုင်းမျိုးလွတ်လပ်ပြီဆိုပေမဲ့ပရိသမင်ဟလားမြေပပေါက်မလာနိုင်ဘူးဟလားသူများနိုင်ငံတွေကဟလားတလှမ်းလိုက်ဟလားကျုပ်တို့နိုင်ငံအလား20 30ဟလားလှမ်းနေမှမိကွန်းထဲမှာအကုန်ထုတ်လိုက်လေအဲ့ဒီဟလားတွေအများကြီးပဲအဲ့ဒါဘာဖြစ်လို့ဘုရားမိကွန်းကဟလားတွေဖြစ်နေတာကျွန်တော်တို့ဘုရားအောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တာဝန်ခံထားတဲ့အတွက်ကျွန်တော်ဘုရားနဲ့ပတ်သက်လို့အသေးစိတ်ကစာလေ့လာပါဘာဖြစ်လို့သူဟလာတွေပြောတာလဲသတိထားရတဲ့အခါမှာသူကမိကုန်းတိုင်းကိုအင်္ဂလိပ်လိုရေးပါအင်္ဂလိပ်လိုရေးပြီးတော့မှဗမာလိုပြောတာအဲ့တော့ဒီမှာပြိတ္တကြီးဒီမှာအင်္ဂလိပ်လိုရေးတာတော့သူကပြောနေတယ်ဒီမှာဘာသာပြန်တဲ့ခါကျတော့တိုက်ပြီးဟလားဒီမှာဘာသာပြန်နေတော့ဟလာအခုလားအဲ့တော့နံပါတ်1အချက်ဘာသွားတွေ့တာဘုချုပ်အင်္ဂလိပ်စာတော်သည်အင်္ဂလိပ်လိုရေးပြီးမိကုံးပေးလို့နောက်တစ်ခါခုနနားထောင်မှုတယ်ဆိုတဲ့လူတွေလည်းရှိပါတယ်ဘုချုပ်အင်္ဂလိပ်လိုပြောတာတကယ်အင်္ဂလိပ်အစစ်တယောက်ပြောနေတယ်လို့ကောင်းပါဘုချုပ်နဲ့အောင်ဆန်းအက်တလီစာချုပ်ချုပ်ဖို့ဒီလိုချိန်ပေါ့ဗျာဒီထက်နည်းနည်းလေးပဲစောပါတယ်1949ဇန်နဝါရီ29ရက်အောင်ဆန်းအက်တလီစာချုပ်ချုပ်တဲ့အချိန်မှာအင်မတန်အေးပြီးတော့နှင်းနေရဒူးလောက်ကောင်မြုပ်တဲ့အချိန်ပေါ့ဒီနေ့နဲ့ဆိုရင်4ရက်လောက်ပဲစောပါအဲ့ဒီအချိန်ဘုချုပ်နဲ့အင်တာဗျူးလုပ်တဲ့ဗီဒီယိုဖိုင်ပေါ့အခု online ပေါ်မှာအများကြီးပါအဲ့ဒီမှာဘုချုပ်ကိုယ်တိုင်ပြောတဲ့အင်္ဂလိပ်စကားအင်္ဂလိပ်အစစ်တယောက်ပြောနေတယ်လို့ကျွန်တော်တို့နားထောင်ဘယ်သူမှဆိုကြည့်လို့ရပါတယ်အင်တာနက်တင်ထားတယ်ဘုချုပ်ကအင်္ဂလိပ်လိုပြောတာတဲကောင်းပါလားအဲ့တော့အင်္ဂလိပ်စကားမှုတ်နေအောင်ပြောတတ်သည်အင်္ဂလိပ်စာမှုတ်နေအောင်ရေးတတ်သည်လို့ကျွန်တော်တို့ကောက်ချက်ချလို့ရတကယ်တော့မဟုတ်ပါဘူးဘုချုပ်ကိုမွေးတဲ့နေရာဒီနတ်မောက်ဆိုတဲ့ကြွာလေးပါဒီလောက်ကိုမတိုးတက်သေးပါဘူးအဲ့ဒီနတ်မောက်ဆိုတဲ့နေရာကမွေးပြီးရေနံကျောင်းဥသောပိဋကအကြောင်းကနေ10တန်းအောင်နဲ့အဲ့ဒီတုန်းကတော့ metric အောင်နဲ့ဘုချုပ်ကအင်္ဂလိပ်စာတော်တော်ညံ့ပါတယ်ကျွန်တော်ဒီကလူငယ်တွေရှိမှအမှတ်တရပြောချင်လို့ဘုချုပ်အောင်ဆန်းဆိုတဲ့လူဟာမောင်အောင်ဆန်းဘဝနဲ့10တန်းအောင်ပြီးရန်ကုန်တက္ကသိုလ်ကိုရောက်လာတဲ့အချိန်16နှစ်ကျော်18နှစ်မပြည့်သေးပါဘူးအဲ့ဒီအချိန်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကြီးတွေမှာစကကြီးလူဝဲကြီးလို့အခုလိုပဲပေါ့ဒီဘက်က3ယောက်ဒီဘက်မှာ3ယောက်ဒီဘက်ကနေလို့တော့ပြောတယ်ဟလား
အမျိုးသမီးများသည်တိုင်းပြည်အကျိုးတည်ဖို့ရမှာယောက်ျားများတဲ့တာသည်ဒီအမျိုးသမီးတွေကဒီဘက်ကအဆိုတင်သွင်းတယ်ဒီဘက်ကအမျိုးသားတွေကမဟုတ်ဘူးယောက်ျားတွေကပိုတော်တယ်လို့ပြန်ချေတယ်စသဖြင့်ပေါ့ဒါကျွန်တော်နမူနာပြောတာအဲ့ဒီလိုပြောတဲ့အခါမှာအလဲကောင်မှာဒိုင်လူကြီးရှိတယ်တဘာပတိရှိတယ်ဒါပေမဲ့အင်္ဂလိပ်လိုပြောရတယ်တယောက်မှဗမာလိုပြောလို့မရှိအဲ့ဒီအချိန်မှာဒိုင်လူကြီးလုပ်တဲ့တဘာပတိကနေပြီးတော့ဒီလိုမျိုးအောက်မှာထိုင်နေတဲ့ပြိတ္တတွေကနေ floor speaker လို့ခေါ်ပါတယ်ကျမ်းမြေပေါ်မှာထိုင်နေရလို့ flow ပေါ့နော်အဲ့ဒီ floor speaker ကဲ9မိနစ်ခွင့်ပြုတယ်တိုက်တာပြောအမျိုးသမီးဘက်ကလိုက်ပြောခြင်းလည်းရတယ်အမျိုးသားဘက်ကလိုက်ပြောခြင်းလည်းရတိုက်တာပြောအဲ့လိုခွင့်ပြုလိုက်တဲ့အချိန်မှာမောင်အောင်ဆန်းလေးကထပြီးတော့သူပြောမယ်ပြောစပြောလို့နှခုံးမဲ့ပြောရသေးတယ်ဒီမှာလေပရီးမီးယားလိဘလုံးမကြည့်ဘူးတဲ့လူတွေရှိပါလိမ့်မယ်မနေ့ကလည်းချယ်ဆီတရီလာနိုင်လာတော့မသိပါဘူးအဲ့ဒီမှာကြားဘူးကြမယ်ထင်တယ်ဘူးဆိုអော်တာလေဘူးနဲ့လောင်တာလေကျွဲတွေနွားတွေអော်လို့អော်တာဘူးဆိုအဲ့ဒီလူမောင်အောင်ဆန်းလေးဝိုင်းអော်ခံတာသူပြောတဲ့စကားကိုဘယ်သူမှနားမလဲသူပြောတဲ့အင်္ဂလိပ်စကားကိုဘယ်သူမှဘာပြောနေမှမသိဝိုင်းလောင်ဒါပေမဲ့ तू ကလည်းမရပ်ဘူးပြဆက်ပြောတာဆက်ပြောရင်ပြောစရာလည်းမရှိတော့သူဘုရားစာတွေပါထည့်ရတော့တာပါဠိလိုတွေပါဆက်ပြောတော့တာ9မိနစ်လည်းပြည့်ပြီလို့ကလောင်ဆိုတော့ခောက်လိုက်တော့မှကောက်ထိုင်ချတယ်အဲ့တော့တနေ့တော့ခါဇာကြီးဆရာသိမ့်ဖေမြင့်လို့မြန်မာမှာနာမည်ကျော်တော့ကဘာအထိပါသိရဲ့ဆရာသိမ့်ဖေမြင့်ဖြစ်လာမယ်မောင်သိမ့်ဖေပေါ့အဲ့ဒီကိုသိမ့်ဖေကသူ့တငယ်ချင်းအောင်ဆန်းကိုပခုံးဖွဲ့ပြီးခေါ်ပါအောင်ဆန်းလားမင်းလူတွေတလောက်ဝိုင်းလောင်နေတာဘာဖြစ်လို့ဆက်ပြောနေတာလဲဟုတ်ဗျာပြောမှာပေါ့သူတို့ကသူတို့လောင်တာလောင်လေးစီသူတို့ကသူတို့អော်တာអော်လေးစီငါတောင်းရင်9မိနစ်ပြည့်အောင်ပြောအောင်လဲဆိုတော့ငါတောင်းရင်ပြီးပြည့်အောင်ဖမ်းဆောင်အောင်ဒုတိယတစ်ချက်ကအဲ့ဒီလိုអော်တိုင်းအဲ့ဒီလိုလောင်တိုင်းလားငါမပြောဘဲနေလိုက်ရင်နောင်ဘယ်တော့မှငါပြောခွင့်ရမှာမဟုတ်တော့ဒီနှစ်ချက်ကအောင်ဆန်းဆိုတဲ့လူကိုပေါ်လွင်သွားတယ်ဒါပေမဲ့ဒီနေရာမှာရက်လိုက်ရင်ကျွန်တော်ပြောချင်တဲ့နေရာမရောက်ဘူးတတိယတစ်ချက်ကအရန်အရေးကြီးတယ်မောင်အောင်ဆန်းကဘာတွေးသွားလဲဆိုတော့ငါအင်္ဂလိပ်စကားပြောတတ်မှာဖြစ်တော့မယ်ရန်ကုန်တက္ကသိုလ်ဆိုတဲ့နေရာမှာတွတ်တဲ့ရှစ်နဲ့အင်္ဂလိပ်လူတွေမွတ်နေအောင်ပြောနေတဲ့လူတွေကြားမှာငါလူရမဝင်တော့ဖြစ်လိမ့်မယ်ငါလည်းအင်္ဂလိပ်လိုပြောတနေ့ငါလွတ်လပ်ရေးတောင်းရင်အင်္ဂလိပ်စီကတောင်းအောင်ဟေးအင်္ဂလိပ်ငါလွတ်လပ်ရေးပေးလို့သွားပြောလို့ပါရဲ့လွတ်လပ်မှာပေါ့အင်္ဂလိပ်စီကငါအင်္ဂလိပ်လိုပြောပြီးလွတ်လပ်ရေးတောင်းအောင်ပါကောင်းပြီငါအင်္ဂလိပ်စကားဘသူစီကသွားပြီးလေ့ကျင့်ရမလဲသူလူလိုက်ရှာတော့မတွေ့တန်အားလျော်စွာဗျာရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးမစ္စတာစလော့စ်အိမ်မှာခွေး9ကောင်မွေးတာအဲ့ဒီခွေး9ကောင်ကအင်္ဂလန်ကနေခေါ်ပြီးမွေးထားတဲ့ခွေးအဲ့ဒီခွေး9ကောင်ကိုထိမ့်ဖို့ခွေးထိမ့်သမားမစ္စတာဝီလီယမ်ဆိုတဲ့လူကိုအင်္ဂလန်ကနေခေါ်ထားတယ်ပတ်စံပေးပြီးခေါ်တာအဲ့ဒီဝီလီယမ်ကခွေးထိမ့်တယ်မနေ့9နာရီဆိုရင်အဲ့ဒီခွေး9ကောင်လောက်အိမ်ထဲကထုတ်တရေကျိုးပတ်ကျိုးတွေချီပြီးတော့ရန်ကုန်မြို့အင်းယားကံပေါင်ပေါ်မှာခွေးထိမ့်တာလက်ကျင်ကလို့ခွေးတွေအညောင်းမိမှာဆိုလို့အဲ့ဒီမစ္စတာဝီလီယမ်ကြီးကိုမောင်အောင်ဆန်းသွားတွေ့ဝန်တာပါမနေ့9နာရီနဲ့အခုလိုအေးရဲ့အချိန်ကြီးမှာမစ္စတာဝီလီယမ်စီသွားပြီးဝီလီယမ်ခင်ဗျားကျွန်တော်နဲ့အင်္ဂလိပ်စကားပြောဖို့ပြောပဲလုပ်ပေးပါလားဟာရတာဗောဟိုလူကြီးကလည်းပြင်းနေတာဗျာမနေ့စောကြီးခွေးတွေနဲ့ရှောက်ပြင်းနေတာအားနာဗျာရတာဗောညာပြောလေကျေးဇူးပဲအဲ့ဒါမနေ့တိုင်းမောင်အောင်ဆန်းဒီလိုစောင်းတွင်းမှာပစိုးလေးခြုံပြီးတော့အဲ့ဒီဝီလီယမ်နဲ့ခွေးကြောင်ရင်ဘေးရတယ်အင်္ဂလိပ်စကားလိုက်ပြောတာမနေ့တိုင်းတနာရီခွဲအင်္ဂလိပ်စကားပြောလေ့ကျင့်အဲ့ဒါတရက်ထဲလားတစ်ပတ်ထဲလားတစ်လထဲလားဟုတ်ပါဘူး4နှစ်တည်ကြအောင်19နှစ်သားမောင်အောင်ဆန်း22နှစ်သားရောက်သွားတဲ့အချိန်1936ဒုတိယကောလိပ်တပိတ်ဖြစ်တဲ့အချိန်အင်္ဂလိပ်စာကိုတောင်းပြီးပြောနိုင်နေပြီ1936ကောလိပ်တပိတ်ဆိုတာဗမာပြည်မှာအားလုံးသိကြပါတယ်နာမည်အရန်ကြီးတယ်မောင်အောင်ဆန်းလည်းတောင်းထုတ်ခံရဥနုလည်းတောင်းထုတ်ခံရတဲ့နှစ်အဲ့ဒီအချိန်မှာအောင်ဆန်းဟာအင်္ဂလိပ်စကားကို
ကြိုက်တဲ့လူလားအင်္ဂလိပ်လိုကိုမှုတ်နေအောင်ပြောနိုင်4 နှစ်တိတိမနေ့တိုင်းမစ္စတာဝီလီယံနဲ့လိုက်ခဲ့ရတယ်ကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကဘုရားအောင်ဆန်းလိုလူတော်မှအဲ့ဒီလိုအင်္ဂလိပ်စာတွေတော်တယ်လို့အပြောခံရတဲ့လူတော်မှတစ်နှစ်တည်းတစ်လတည်းတစ်ရက်တည်းလက်ကျင်ပြီးရတာမဟုတ်ပါဘူး4 နှစ်လုံးကြိုးပမ်းပြီးမှအင်္ဂလိပ်စာပြောတတ်တယ်ဆိုရက်အရေးချင်းကိုရတယ်ကျွန်တော်ပြောချင်တဲ့ ability ဆိုရက်စွမ်းရည်အဲ့ဒီစွမ်းရည်ရှိမှကျွန်တော်ပြောတယ်နော်မိကုန်း ASK လို့ပြောပါတယ် ask စွမ်းရည်ရှိမှကျွမ်းကျင်မှုဆိုရက် S skills ဆိုတာဖြစ်လာပါကျွမ်းကျင်ပြီဆိုရင်တော့လုပ်လို့ရပြီနေကဒီကဘယ်သူမှမသိတော့စာကြည့်တဲ့ထဲမှာမေးတယ်ကျောင်းသားတယောက် the professional ဖြစ်ဖို့အတွက်ကဘယ်လိုလုပ်ကြအောင်လဲပညာမှာအကျွမ်းကျင်မှုမရှိဘဲနဲ့လူတယောက်ဟာပြည့်စုံတဲ့အလုပ်တစ်ခုဖြစ်မလာပါဘူးကျွမ်းကျင်ရှိရအခုဒီပြိတ္တကြီးတွေရှေ့မှာမရထိုးမာရွာနှစ်တရာပြည့်ကျွန်တော်အားလုံးရှေ့မှာဝန်ခံပါတယ်ကျွန်တော်တို့ညံ့ပါတယ်ကျွန်တော်တို့လို့မပြောပါဘူးကျွန်တော်ညံ့ပါတယ်ကျွန်တော်အသုံးမကျပါဘူးကျွန်တော်စွမ်းရည်နေခဲ့ပါလေအဲ့ဒီအတွက်ကြောင့်ကျွန်တော်မကျွမ်းကျင်ပါဘူးဘာလို့ပြောတာလဲဆိုတော့ဘုရားအောင်ဆန်းရုပ်ရှင်ဇာတ်ကားကို2015ဘုရားရာပြည့်မွေးနေ့ February 23 ရက်နေ့မှာတနိုင်ငံလုံးကိုပြနိုင်အောင်ဘုရားအောင်ဆန်းရုပ်ရှင်ကားရိုက်မယ်ဆိုပြီးခုနအခမ်းအနားမှုကကျွန်တော်အကြောင်းဖတ်တဲ့ထဲမှာပါသွားတယ်ဘုရားအောင်ဆန်းရုပ်ရှင်ပြည်မြောက်ရေးအဖွဲ့ထူထောင်လို့ကျွန်တော်အဲ့ဒီလိုကြီးညာခဲ့ပါတယ်အခုဒီနှစ်ဘုရားမွေးနေ့မှာကျွန်တော်အဲ့ဒီဇာတ်ကားမပြနိုင်ပါဘူးတဇက်ကားလုံးထားလိုက်အောင်ကျွန်တော်တို့ခုရိုက်လို့ပြီးတာ9 ခန်းပဲပြီးပါပြီဒါကျွန်တော်ဝန်ခံတာကျွန်တော်တို့ညံ့နေဆိုတော့ညံ့နေဝန်ခံကျွန်တော်တို့အသုံးမကျဘူးစွမ်းရည်မရှိဘူး skill ကျွမ်းကျင်မှုနည်းတဲ့အတွက်ဒီလိုဖြစ်ရတယ်ဒါကျွန်တော်ဝန်ခံတာဘာကြောင့်လဲဘုရားအောင်ဆန်းအကြောင်းရုပ်ရှင်ရိုက်ချင်တာကျွန်တော်တို့မှာယူလေးပါကျွန်တော်တို့အနောက်ဘက်ကအိန္ဒိယနိုင်ငံမှာဂန္ဓီအကြောင်းရုပ်ရှင်ရှိတယ်မြောက်ဘက်ကတရုတ်နိုင်ငံမှာမော်စီတုံးရုပ်ရှင်ရှိတယ်အရှေ့ဘက်ကဗီယက်နမ်နိုင်ငံမှာဟိုချီမင်းရုပ်ရှင်ရှိတယ်ကျွန်တော်တို့ရဲ့အမျိုးသားကောင်းဆောင်လွတ်လပ်ရေးရဲ့ဖခင်တပ်မတော်ရဲ့ထူထောင်သူဘုရားအောင်ဆန်းအကြောင်းရုပ်ရှင်မရှိဘူးကျွန်တော်တို့လှုပ်ရှင်တယ်ဒါပေမဲ့ခေတ်အဆက်ဆက်ကဘုရားကိုဖျောက်ပစ်ခဲ့ကြဘုရားအောင်ဆန်းဆိုတာပေါ်မလာဘုရားပုံပါတဲ့ပတ်စံမြင်ဘူးလားဒီမှာလေ30ရာလေအခုကျွန်တော်တို့ကဘိုးကျုပ်ပုံပါတဲ့ပတ်စံမသုံးရမယ်တလိษံပုံနေနဲ့သုံးနေရတာဒီမှာဘိုးကျုပ်ပတ်စံ30ရာဒါကျွန်တော်ဒီမှာရတာမဟုတ်ဘူးကျွန်တော်ကလေးရကောက်လာတာကလေးရလက်ဆောင်ပေးလိုက်တာပါ sorry အဲ့တော့ကျွန်တော်တို့ဘိုးကျုပ်အောင်ဆန်းပတ်စံပေါ်မှာတော့သူများနိုင်ငံရဲ့ခေါင်းဆောင်တွေကပတ်စံပေါ်မှာရှိတယ်ဟိုချီမင်းကဗီယက်နမ်ပတ်စံပေါ်မှာရှိတယ်ယူရီးယားဘုရင်ကယူရီးယားပတ်စံမှာရှိတယ်အေဗရာဟင်လန်ကွန်တို့တွေ့ချင်အမေရိကန်ပတ်စံမှာရှိတယ်အင်္ဂလိပ်ဘုရင်မရဲ့ပတ်စံအင်္ဂလိပ်ဘုရင်မရဲ့ဓာတ်ပုံကိုအင်္ဂလိပ်ပတ်စံမှာရှိတယ်ဗမာပြည်ကျမှစင်တွေခွေးတွေနွားတွေကျွဲတွေဖြစ်နေကျွန်တော်တို့ဘူချုပ်ကပတ်စံပေါ်ကဖယ်ခံဒီတော့ကျွန်တော်ကဘူချုပ်ကိုတော့ပြန်ပေါ်ခြင်းတယ်ဘူချုပ်အောင်ဆန်းဆိုတဲ့ကျွန်တော်တို့ရဲ့ဖခင်ကြီးကနေရာတွေပျောက်နေရတယ်ရုပ်စောအဆုံးတိုင်ကျွန်တော်အမှတ်တရပြောပါတယ်ညောင်တုံးဘက်မှာညောင်တုံးဆိုတာရန်ကုန်နဲ့မိုင်90လောက်ဝေးတဲ့နေရာပဲအဲ့ဒီမှာကျောင်းဆရာတယောက်သူ့အိမ်မှာတဲ့ရက်ွက်ကတိုင်တာပေါ့ဗျာစိန်စီတော်ညဆိုတဲ့ရုပ်ရှင်ကြည့်နေတယ်တဲ့ဒီကလူကြည့်ဘူးတဲ့ဒီမှာစိန်စီတော်ညဟုတ်ကြည့်ဘူးတယ်နော်အရန်ကောင်းတာနော်အဲ့ဒီအခွေကြည့်နေတယ်ဆိုပြီးတိုင်တော့ရက်ွက်ထဲကအဲ့ဒီထောက်လိုင်းကြီးတွေကလာဖမ်းတာပေါ့ဖမ်းတဲ့ခါကျတော့အဲ့ဒီကျောင်းဆရာလေးရဲ့အိမ်ထဲကိုဝင်ပြီးတော့ TV တွေအောက်ဆက်တွေတဲ့အကုန်လုံးဖမ်းတာအကုန်သွားတယ်အဲ့ဒီစိန်စီတော်ညဆိုတဲ့အခွေကိုမတွေ့ပေမဲ့သူတို့ကဖမ်းလို့ပြောလိုက်တဲ့ခါကျတော့အဲ့ဒီကျောင်းဆရာကိုရအောင်ဖမ်းပြီးခေါ်ချသွားပြီးတော့ရုံးတင်တယ်ဗျရုံးတင်တဲ့ခါကျတော့ဘာနဲ့တင်တာလဲဆိုတော့ဘယ်ရောက်ပါလဲဘုရားအောင်ဆန်းပုံနဲ့သူ့အိမ်မှာဒီလိုနိုင်ရမှာဘုရားအောင်ဆန်းပုံချိတ်ထားလို့ဘုရားအောင်ဆန်းပုံအိမ်မှာချိတ်ထားမှုနဲ့တရားစွဲခံ
ကြားဘူးလားအဲ့ဒါလို့ဘုရားအောင်ဆန်းပုံအိမ်မှာချိတ်ထားလို့တရားဆွဲတဲ့ခါကျတော့အဲ့ဒီရဝတ္တအုပ်ချုပ်ရေးမှုကိုတရားရုံးမှာရှိနေရမေးတယ်ဒီဓာတ်ပုံတွေကလူကိုတိလားအဲ့ဒီရဝတ္တဘာပြောတယ်မသိပါဘူးတဲ့ကဲဟုတ်ပြီခမညာကျောင်းနေဘူးလားမေးတော့ဘာပြန်ဖြေတယ်ကျုပ်ကတမိုင်းနဲ့ဘွဲရတာဗျာတဲ့တမိုင်းနဲ့ဘွဲရတဲ့လူကဘုချုပ်ကိုမသိဘူးတဲ့ကဲစဉ်းစားကြည့်အဲ့ဒီလူကိုဘုချုပ်အောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုဖျောက်ချင်ဝိုင်းပြီးတော့အဲ့ဒီလူတွေကလည်းဝိုင်းလိမ်မေးတယ်အဲ့ဒီလူတွေမသိသေးပါဘူးကျွန်တော်တို့နဲ့လည်းအခုတွေ့နေတယ်ကျွန်တော်တလောကတော့မှချောင်းသာသွားရင်လည်းသူ့တွေ့တော့မေးတယ်ခင်ဗျားကဘုချုပ်အောင်ဆန်းသိသွားမလားဆိုတော့ဟဲ့တဲ့ရာပြည့်လုံးမလို့လေကဲအခုတော့သိသွားပြန်ပြီသူတို့ကသိချင်သိပလိုက်တာထားပါတော့သူတို့အကြောင်းကျွန်တော်ပြောမလို့မဟုတ်ပါဘူးဘုချုပ်အောင်ဆန်းအောင်အဲ့ဒါလိုဖျောက်ခဲ့တဲ့အတွက်ကျွန်တော်တို့ကဘုချုပ်အောင်ဆန်းရုပ်ရှင်ကိုရိုက်ချင်တယ်ကျွန်တော်တို့ကဘုချုပ်အောင်ဆန်းအဖြစ်အပျက်ကိုကဘာသိစေချင်တယ်ဘုချုပ်က